လာပါဆရာမတို့ဒီနေ့မှာဆိုရင်တော့ဒီကောင်းစဉ်လေးကတော့စနစ်သစ်မှာမပါတော့ဘူးပေါ့နော်စနစ်ဟောင်းမှာပါတယ်ဒါပေမဲ့လို့ဒါလေးကဘုဒ္ဓအနေနဲ့တည်တဲ့နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမထည့်ပြီးတော့ပြောထားပေးတာဖြစ်ပါတယ်အဲ့ဒီမှာဒီနောက်ဆုံးပိုင်းလေးပေါ့နော်ဒီဆေးဝါးတွေအသုံးပြုဝင်ပုံလေးတလွဲသုံးပုံလေးပေါ့နော်အသုံးပြုပုံလေးတလွဲအသုံးပြုပုံလေးတွေကိုဆရာမတို့လေ့လာကြမယ်ပေါ့နော် user dress နဲ့ abuser dress ကိုဆိုတော့ဆရာမတို့ကဒီမှာဆိုရင်ဒီ effect of stress on health ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီကျန်းမာရေးကိုဒီဆေးဝါးတွေကဘယ်လိုတက်ရောက်မှုရှိတယ်လဲပေါ့နော်အဲ့တော့ဆေးဝါးတွေကိုဆရာမတို့ကယောဂဝေဒနာတက်တာအောင်လို့နော်သုံးစွဲကြတာဒါပေမဲ့လို့တချို့နော်တချို့ခြားရွယ်ချက်တွေနဲ့သုံးတာလည်းရှိတယ်ပေါ့နော်ဒါကိုဆရာမတို့ abuse လို့ခေါ်တယ်တလွဲသုံးတာပေါ့ဆေးကိုအလွဲသုံးတာပေါ့နော်အဲ့တော့တနည်းအားဖြင့်အဲ့အလွဲသုံးတယ်ဆိုတာဘာကိုယူညွှန်းတာလဲဆိုတော့နော် drug abuse or substance abuse refer to the use of certain chemicals for the purpose of creating pleasurable effects on the brain အုံနောက်ကို pleasurable effects ဆိုတာစိတ်ကျဉ်တဲ့ဖွယ်ကောင်းတယ်ဥပမာကွာဒီလိုမျိုးလေးဆေးသုံးဆွဲပြီးတော့ရင်မူးနေတာမျိုးပေါ့နော်အဲ့လိုမျိုးရင်မူးနေတဲ့ feeling လေးကိုကြိုက်လို့အဲ့လိုမျိုးဆေးတွေကိုယောဂဝေဒနာအကြောင်းမဟုတ်ဘဲနဲ့ဒီ feeling လေးကိုကြိုက်တာဟုတ်ပြီနော်အဲ့လိုမျိုးတခြားသောရည်ရွယ်ချက်တွေနဲ့ဒီ chemical တွေကိုသုံးတာပေါ့ဒါကိုကျွန်တော်တို့ abuse or drug လို့ယူဆမယ်ပေါ့နော်ဒါဒီအုံနောက်ကိုဘယ်လိုလေးထိခိုက်လဲကျန်းမာရေးကိုဘယ်လိုလေးထိခိုက်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာကြမယ်ဆိုတော့တခြားစကားလုံးနဲ့သူ့ကိုပြောရမယ်ဆိုရင်ပေါ့နော်ဒီဈေးအလွဲသုံးနေဆိုတာဘယ်လိုဟာမျိုးတွေလဲပါဝင်တယ်လဲဆိုတော့ it is the use of illegal drugs illegal ဆိုတရားမဝင်တဲ့ဆေးဝါးတွေပေါ့နော်သတ်မှတ်ထားတဲ့ပိတ်ပင်ထားတဲ့တရားမဝင်တဲ့ဆေးဝါးတွေတနည်းအားဖြင့်တရားဝင်သည်ပဲထားပေါ့နော်ဒီဆရာဝန်ရဲ့ဒီညွှန်ကြားချက် prescriptions or non prescriptions drugs for purpose နော်ဒီဆရာဝန်ညွှန်ကြားထားတဲ့ရည်ရွယ်ချက်အတိုင်းမဟုတ်ဘဲနဲ့နော်ဒီတစ်ခုခုကိုယောဂဝေဒနာတောက်ကုန်ဒီလိုပမာဏနဲ့တောက်ရမယ်ဒီလိုတောက်ရမယ်ဆိုရည်ရွယ်ချက်အတိုင်းမဟုတ်ဘဲနဲ့ other than those of which they are meant to be used or in large amounts ပေါ့နော်တခြားရည်ရွယ်ချက်နဲ့ဆရာဝန်ညွှန်ကြားတဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့တခြားညွှန်ကြားချက်ညွှန်ကြားချက်တိုင်းမဟုတ်ဘဲနဲ့တခြားသောကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့သုံးတာမျိုးเนาะပမာဏတွေကိုဆရာဝန်ညွှန်ကြားထားတဲ့ဟာနဲ့ပို့ပြီးတော့ပမာဏတွေအများကြီးသုံးစွဲတာမျိုးဒါကိုဆရာမတို့ abuse of drug ဆေးဝါးတွေကိုအလွဲသုံးတယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ drug abuse အဲ့လိုမျိုးဆေးဝါးအလွဲသုံးတာတွေဟာเนาะ may lead to ဘာကိုဥဆောင်နိုင်လဲဘာကိုဖြစ်စေလဲ social physical emotional and job related problems ပေါ့เนาะဒီလူငွေပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေနဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်စိတ်တွေကထူထုံထိုင်းပိုင်းပြီးတော့เนาะလေလွင့်ပြီးတော့အာယုံမဝင်စားဘူးအာယုံစူးစိုက်လို့မရဘူးဒါလိုမျိုးပေါ့เนาะဒါဆိုလို့ရှိရင်အလုံးမှာပြဿနာဖြစ်မယ်လူတွေနဲ့ဆက်ဆံရမှာပြဿနာဖြစ်မယ်ကိုယ့်ရဲ့ physical emotional မှာလည်းအဆင်မပြေဖြစ်မယ်ပေါ့เนาะဒီလိုမျိုးတွေအကျိုးဆိုချိုးတွေဖြစ်ပါမယ်ဟုတ်ပြီเนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့ heroin လို့ခေါ်တယ် brain view ပေါ့เนาะဒါ brain view ပေါ့ဆိုတော့တကယ်တော့ဒီမူရစ်ဆေးတွေဟာမူရစ်ဆေးဝါးပေါ့เนาะ brain view ဆိုတာမူရစ်ထုံထိုင်းတဲ့ဆေးတွေမှာပါတယ်တကယ်တော့ဒီဆေးဝါးတွေကလုံးဝအသုံးမတည့်တဲ့ဆေးတော့မဟုတ်ဘူးပေါ့နော်အကျိုးရှိသုံးမယ်ဆိုရင်သုံးနိုင်တယ်ဥပမာဆရာမတို့ဝေဒနာဥပမာခွဲစိတ်လူနာတွေဝေဒနာပြင်းထန်စွာခံစားရတဲ့ဟာတွေနော်ဖြတ်ရတောက်ရမယ်ရိုးတွေနဲ့ဖြတ်ရတောက်ရမယ်ဝေဒနာပြင်းပြင်းထန်ထန်ဖြစ်မဲ့ဟာမျိုးတွေဆိုရင်ဒီဟာဒီအာယုံကြောတွေကိုပေါ့နော်ဒီဝေဒနာခံစားတဲ့အာယုံကြောတွေကိုထုံစေတယ်ထိုင်းစေတယ်မေ့စေတယ်မျောစေတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သုံးမယ်ဆိုရင်ဒါဆေးကုသရေးမှာအသုံးတည့်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တလွဲသုံးတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဆိုးကျိုးတွေဖြစ်တာဖြစ်တယ်အဲ့တော့ address begin a social problem if it is wrongly used သူ့ကိုမှားယွင်းစွာသုံးလိုက်တဲ့အခါမှာလူမျိုးရေးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာတယ်ပေါ့နော်ဒါသူ့ကိုဆေးလို့ပြောလို့မရတော့မူရစ်ဆေးဖြစ်သွားပြီပေါ့ an example of a nicotine drug is heroin နော်ဒါဒီ nicotine မူရစ်ဆေးဟာဆိုလို့ရှိရင်ဥပမာပြောရမယ်ဆိုရင်ဒါ heroin ပေါ့ Bane view ပေါ့နော် Bane view အနေနဲ့ဥပမာပြောမယ်ဆိုရင် to which people can become seriously addicted နော်လူတွေကဘယ်လိုဖြစ်လဲအရန်ကိုဆွဲလန်းတာပေါ့နော် seriously addicted ဆိုအရန်ကိုဆွဲလန်းဖြစ်သွားမယ်ဟုတ်နော်အဲ့တော့ heroin is a strong sedative သူကနော်ပြင်းထန်တဲ့အားပြင်းတဲ့ဒီစိတ်ကိုဘာလုပ်တဲ့ဆေးလဲစိတ်ငြိမ်စေပြင်းထန်တဲ့စိတ်ကိုနော်လှုပ်ဆော်တဲ့ဆေးစိတ်ကိုညင်အောင်လုပ်တဲ့ဆေးစိတ်ကိုလှုပ်ဆော်တဲ့ဆေးစိတ်တက်ကြွတဲ့ဆေးအဲ့လိုမျိုးပေါ့နော်အဲ့တော့ so တကြောင်မလို့ if it is နော် abruptly withdrawn ရုတ်တရက်ဖြတ်လိုက်ပြီဆိုလို့ရှိရင်နော်ရုတ်တရက်ဖြတ်လိုက်ပြီဆိုလို့ရှိရင် the adults would experience unpleasant withdrawal symptom ဟုတ်ပြီနော်အဲ့တော့မနှိမ့်ညွတ်စရာကောင်းတဲ့ဒီဆေးဖြတ်တဲ့လက္ခဏာတွေကြုံတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဘယ်လိုဟာမျိုးတွေလဲ such as insomnia ဆိုတော့ဗာလဲအိတ်မပြောတာပြီး muscle cramps လို့ခေါ်တယ်ကြွက်တက်တာတွေပေါ့နော်ဒါဆေးသမားတွေရုပ်ရှင်တွေထဲမှာသူဆေးသမားတွေဆိုတာကြွက်တွေတက်ဟိုလိုမျိုးဖြစ်တာပေါ့နော်အဲ့လိုမျိုးကြောတွေအချင်းနေအဲ့တော့ sweating ဆိုချွေးစည်းတွေထွက်မယ် headache ခေါင်းကိုက်မယ်
နော်နောက်တစ်ခုကဘာဖြစ်လဲ diarrhea ဆိုဘာဖြစ်မှာလဲဝမ်းလျှောမယ် vomiting အမ်းမယ်အော့မယ်ဟုတ်ပြီနော် nausea ဆိုတာဒါကအမ်းမယ်ပေါ့နော်ပြောမယ်ဆိုရင် vomiting and nausea ဆိုတော့အော့မယ်အမ်းမယ်ပေါ့ဒီလိုမျိုးဝေဒနာတွေကိုခံစားရမှာဖြစ်တယ်ဆိုတော့and overdose ဆိုဆေးအလွန်ကြုံသုံးတာပေါ့နော်ဆေးအလွန်ကြုံသုံးမယ်ဆိုလို့ရှိရင် causes coma or deaths နော် coma ဆိုတာကျွန်တော်တို့သိပါတယ်အဲ့ရထဲမှာလဲပြီးတော့ဘာမှမသိတော့တာပေါ့နော်သတိလေးမေ့မျောပြီးတော့ပေါ့နော်အဲ့လိုမျိုးအာယုံကြောတွေဆိုင်းသွားတာဘာမှမသိတော့တာဒါနောက်ပြီးတော့သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်တဲ့ဆေးအလွန်ကြုံသုံးရနော်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒါတွေကြားဘူးနာကတော့ရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကရှောင်ကျင်တဲ့ဟာလေးတွေဘုဒ္ဓတာလေးဖြစ်တယ်အဲ့တော့ many it is time to cry နော်တချို့အရာတွေကတော့တချို့ဆွဲလန်းမှုတွေကဘာအထိဖြစ်သွားလဲဆိုတော့ဒီရာဇဝတ်မှုတွေအထိဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဆေးကိုဆွဲတဲ့အတွက်ကြောင့်မလို့because they need money to supply themselves with regular doses ပေါ့နော်ပုံမှန်ဆေးတွေကိုမှီဝဲနေရဖို့အတွက်သူတို့ဆေးတွေကိုပုံမှန်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အကြောတွေအချင်းချင်းကြွက်သားတွေအာရုံကြောတွေကဆေးကိုလိုလားတောင်းတနေတဲ့အခါမှာသူကပုံမှန်ဆေးကိုထည့်သွင်းနိုင်မှုအတွက်သူတို့ကပတ်စံကိုရတဲ့နည်းငယ်ရှာတဲ့အခါမှာဒီရာဇဝတ်မှုတွေဘက်ကိုလှည့်သွားတယ်တော်ဤမတော်ဤတင့်တော်ဤမတော်ဤမစင်စားတော့ပတ်စံရဖို့ပဲရေးကြည့်တယ်လူမဲဘိုးမဲတိုက်မဲတတ်မဲအဲ့လိုမျိုးပေါ့နော်ဒီဘက်ကိုရောက်သွားနိုင်တယ်တဲ့ Drug addiction may also lead to the suppress of AIDS ဆိုတာက acquired immune deficiency syndrome ပေါ့လိုအပ်တဲ့ခုခံအားတွေကျဆင်းတဲ့ယောဂပေါ့နော်အဲ့ဒီ AIDS ပေါ့ကျွန်တော်တို့သိရနော်အဲ့ဒီဘက်ကိုလည်းဖြစ်သွားနိုင်တယ်အဲ့ဒီလိုမျိုး AIDS ကဘယ်လိုအခြေအနေမျိုးမှာဖြစ်တယ်လဲဆိုတော့ This is possible if other drug addicts ခြားဆေးဆွဲတဲ့သူရဲ့ဆေးသုံးတဲ့သူကဆိုရင် share မျှပြီးတော့သုံးမယ်ဆိုရင် the needle of an infected person ယောဂရှိတဲ့သူရဲ့နော်ထိုးထားတဲ့ဆေးသုံးထားတဲ့ယောဂရှိတဲ့လူရဲ့ဆေးသုံးတဲ့အက်ကို share ပြီးတော့တခြားဆေးဆွဲတဲ့လူကသုံးမယ်ဆိုလို့ရှိရင်ဒီ AIDS ယောဂဖြစ်ပါမယ်တဲ့ဟုတ်ပြီနော်ဒါလေးတွေကကဲနောက်တစ်မျိုး alcohol ဒါကတော့ပုံမှန်ကျမတို့လူမှုရေးပိုင်းဆိုတာဒါသုံးဆွဲနေကြတယ်ဆိုတော့လည်းပဲဒါကလည်းပဲသူဆွဲလန်းစေတဲ့အရာတွေကတစ်ခုပဲပေါ့နော်ဟိုဟီရိုအင်းလောက်တော့မပြင်းထန်ဘူးဆိုပေမဲ့ဒါလည်းပဲမူးယစ်အဖွဲ့ထဲမှာပါတယ်ရေမျိုးအဖွဲ့ထဲမှာပါတယ်ပေါ့နော် people can easily become addicted to drinking alcohol just as they do to drug taking နော် just as they do to drug taking ဆေးရှေ့မှာရှိတဲ့ဆေးတွေသုံးဆောင်တယ်လို့ပဲ alcohol တောက်တာဟာလည်းပဲဘာဖြစ်လဲအလွယ်တကူဆွဲလန်းလာနိုင်ပါတယ်တဲ့နော် Excessive consumptions of alcohol lead to physical, psychological and social disability ဟုတ်ပြီနော်ဒီလိုမျိုး alcohol တွေဒီအလွန်ကြော်တောက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့လူရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ဒီလူမှုရေးပိုင်းဆိုင်ရာ disability တို့အရေးသွေးတွေကျဆင်းမယ်ပေါ့နော်ဆိုလိုတာကျွန်တော်တို့ဒီအပြင်မှာဆိုလဲဒီလိုပဲအရက်မူးလာရင်ဘာမှအဆင်ပြေဆုံးတရားမရှိဘူးစကားအပြောဆိုတွေကြမ်းတမ်းလာမယ်တယောက်ရန်လိုလာမယ်စိတ်ကိုမထိန်နိုင်ဘူးဟုတ်နော်မိသားစုမှာလည်းကြောက်ကစားတွေဖြစ်ရမယ်ဒါမျိုးတွေကိုဥဆောင်ပါတယ်ပေါ့ဖြစ်နိုင်ပါတယ်နော် alcohol affects the nervous system alcohol ဟာဒီအာယုံကြောစနစ်ကိုတွားပြီးတော့တိုက်ရောက်တယ်နော်ပြီးတော့ reducing ဆိုတာဟိုရော့ချစေ self control and reaction time to a stimulus ပေါ့နော်ဒီကိုထိန်းချုပ်နိုင်စွမ်းအနေနဲ့တုံ့ပြန်နိုင်စွမ်းတွေကိုရော့ချစေဟုတ်ပြီနော်ကိုလည်းမထိန်းချုပ်နိုင်ဘူးသူများ reaction တစ်ခုဆိုလို့ရှိရင်ပြန်ပြီးတော့ချက်ချင်းမတုံ့ပြန်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးနိုင်ဟိုအရေးသွေးတွေအာရုံကြောစနစ်တွေကိုသူက short ချနိုင်တယ် short ချပေးတယ်ဒါ alcohol နော်သူလည်းပဲဟီရိုအင်းလောက်တော့မစိုးပေမဲ့သူလည်းပဲဒါအလွန်ကြုံသုံးရင်မကောင်းဘူးပေါ့နော် Drinking large quantity of alcohol over several years can have serious effects on health ပေါ့နော်ဒီ large quantity ဆိုပမာဏအများကြီးကိုเนาะပမာဏအများကြီးဒီ alcohol ကိုနှစ်တည်ဆွဲပြီးတော့တောက်လာတယ်ဆိုလို့ရှိရင်ကျန်းမာရေးကို serious effects ဆိုတာလွန်ကဲပြင်းပြင်းထန်ထန်သက်ရောက်မှုရှိတယ်ကျန်းမာရေးလွန်စွာဆိုးရွားစွာထိခိုက်နိုင်တယ်เนาะအသေးရောဂါဖြစ်မယ်ဟုတ်ပြီเนาะဒီဗိုက်ကြီးရောင်ပြီးတော့ဒီလိုမျိုးဖြစ်နေမယ်အရက်ကြောင့်တည်တဲ့လူတွေလေဖောပြီးတော့ဟုတ်ပြီเนาะအဲ့လိုမျိုးတွေပေါ့ဒီလိုမျိုးတွေဖြစ်မယ်It can lead to stomach ulcers သူကအစာရအနာဖြစ်မယ် heart disease နှလုံးရောဂါဖြစ်မယ် brain damage เนาะခေါင်းအုံနောက်နဲ့ဆိုင်တဲ့ရောဂါဝေဒနာတွေဖြစ်မယ်ပေါ့နော် socially လူမျိုးရေးပိုင်းဆိုင်ရာနဲ့ပြောမယ်လူမျိုးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင် heavy drinking may lead to family disruption အလွန်ကျွံတောက်တာဟာမိသားစုတွေပြိုကွဲနိုင်တယ် traffic accidents ဟုတ်ပြီနော်ကားမောင်းနေကားတိုက်မှုတွေရင်တိုက်မှုတွေဖြစ်နိုင်တယ်ဟုတ်ပြီနော်မူးနေတော့မောင်းလို့ရှိရင်တိုက်မှုတွေဖြစ်နိုင်တယ် and other accidents တခြားသောမတော်တဆမှုတွေเนาะဖြစ်နိုင်ပါတယ်တဲ့เนาะဒါကဟိုပေါ့ alcohol drinking ပေါ့เนาะနောက်ဆုံးတစ်ချက် smoking เนาะဆက်လက်တောက်ခြင်းပေါ့เนาะ smoking အဲ့တော့ tobacco smokes လို့ခေါ်တဲ့ဒီဆေးရွက်ကြီးရဲ့အငွေ့အသက်တွေမှာ contains ပါဝင်ပါတယ်ဘာတွေပါဝင်လဲ a mixture of harmful chemical substances အန္တရာယ်ရှိတဲ့
chemical အရောအနှောတွေပါမယ်ပေါ့နော်ဘယ်လိုဟာမျိုးတွေလဲနော် nicotine လိုဟာမျိုး nicotine တွေနော်ဒါကတ္တရာစီထားလို့ပြောအဲ့ဒီကတ္တရာမှုတွေပါမယ် carbon monoxide တွေပါ carbon monoxide ဆိုတာရှူရင်တေးနိုင်တယ်ပေါ့နော်ဒါမျိုး and smoke particles အမွှားလေးတွေပါမယ်ပေါ့နော်အဲ့တော့ one inhale အဲ့လိုမျိုးဟာတွေကိုရှူသွင်းလိုက်တဲ့အခါမှာ some of these chemical substances ဒီ chemical substances တွေကတချို့ဟာဆိုရင်either deposited in the lungs အုံနောက်မှာသွားပြီးတော့အနေကျမယ် or enter the bloodstreams ပြီးရင်ဘယ်ထဲဝင်သွားမလဲသွေးကြောတွေကိုသွေးစီးကြောင်းတွေကိုဝင်သွားပါလိမ့်မယ်တဲ့နော် consequently နော်တစ်ဆက်တည်းမှာပဲဆိုလို့ရှိရင်smoking will lead to the development of chronic bronchitis နော်ဘာတွေကိုဖြစ်မလဲ chronic bronchitis ဆိုတာဒီလေပြွန်ရောင်ရမ်းတဲ့ဟာတွေကိုဖြစ်မယ်နော်အကျိုးဆက်အနေနဲ့နော်လေပြွန်ရောင်ရမ်းမယ်ပြီးရင် emphysema လို့ခေါ်တဲ့ဘာဖြစ်လဲရှင်ကျက်မယ်ပေါ့နော်အဆုတ်ပွားမယ်အဆုတ်ရောင်အဆုတ်ပွားမယ် lung cancer အဆုတ်ကင်ဆာတွေဖြစ်မယ်နော် smoking also increase the risk of heart disease เนาะအမောမခံနိုင်ဘူးနှလုံးရောဂါလည်းဖြစ်မယ်ပေါ့နော်နှလုံးကိုလည်းသွားပြီးတော့ဖြစ်နိုင်ခြေများတယ် if again a pregnant woman smokes ကိုဝင်တယ်ပေါ့နော်ဒီကိုဝင်ဆောင်မျိုးသမီးဟာဆိတ်လိတ်တောက်မယ်ဆိုရင် the chemical substances in the tobacco may interfere with the baby's development in the womb ဒီပိုက်ထဲမှာရှိတဲ့ကလေးရဲ့ဖွံ့ဖြိုးမှုကိုဝင်ရောက်နှောက်ယှက်မှာဖြစ်တယ်ဒီ tobacco smoke တွေက may interfere ဆိုတာနှောက်ယှက်နိုင်မှာနှောက်ယှက်မှာပေါ့နော်ကလေးရဲ့ကြီးထွားမှုကိုနှောက်ယှက်မှာအဲ့တော့ as a result အကျိုးဆက်အနေနဲ့ဘာဖြစ်သွားမလဲဆိုတော့ the baby may be born underweight or even born dead เนาะပေါင်မပြည့်ပဲမွေးမယ်အသေးလေးလည်းမွေးနိုင်တယ်ဒီလိုမျိုးမွေးလာလို့ရှိရင်လည်းခန္ဓာကိုယ်တွေအဲ့လိုမျိုးမပြည့်မစုံလေးကြီးဖြစ်တတ်တယ်ပေါ့နော်ဒီပုံလေးอ่ะဆိုရင်ဒါ smoke စလိတ်ငွေကြောင့်မလို့ဖြစ်တယ်နှာခမ်းကွဲပြီးတော့ပါလာတာပေါ့နော် due to its harmful effects သူရဲ့ဒီအန္တရာယ်ရှိတဲ့တက်ရောက်မှုတွေကြောင့် an increasing number of people all over the world ဒီကမ္ဘာမှာရှိတဲ့လူဦးရေတွေနဲ့နော်များစွာသောလူဦးရေတွေက no longer socially accept smoking ဒီ smoking ဆိုရဲဆေးလိပ်တောက်ခြင်းအခုဆိုလက်မခံကြတော့ဘူးပေါ့နော်သိပြီးတော့ဆေးလိပ်တောက်ခြင်းနေရာတိုင်းမှာကန့်ကွက်တယ်ဟုတ်နော်ရှုံချတယ်ဆေးလိပ်တောက်တာမကောင်းဘူးဆိုပြီးတော့တားဆီးတယ်ပေါ့နော်ဒီနေရာမှာဆေးလိပ်မတောက်အောင်ဆေးလိပ်မတောက်ရတဲ့ area တွေပေါ့နော်အဲ့လိုမျိုးသတ်မှတ်တယ်ပေါ့နော်လူတော်တော်များများဆေးလိပ်တောက်တာကိုကန့်ကွက်တာဟုတ်ပြီနော်ဆိုတော့ဆမတို့ဒါဆိုလို့ရှိရင်ဒါတည်ထားတဲ့เนาะအရာလေးဖြစ်တယ်စနစ်သစ်မှာတော့မပါပါဘူးဒါပေမဲ့ဘူးဒုဒအနေနဲ့ဆရာမကတင်ပေးလိုက်တာဖြစ်တယ်အဲ့တော့ဒီမှာပဲရက်လိုက်ပါမယ်နောက်ထပ်level grade 12သင်ခန်းစာတွေကိုဆက်ပြီးတော့တင်ပေးပါမယ်အားလုံးအဆင်ပြေကြပါစေ